အခုဗီဒီယိုကကျွန်တော် water ကနေငွေထုတ်မဲ့နည်းလမ်းလေးကိုကျွန်တော်ဒါပြန်လည်ပြီးမျှဝေပေးမှာဖြစ်ပါတယ်။အရင်တစ်ခါကလည်းကျွန်တော်ထုတ်ခဲ့ပူတာရှိပါတယ်။ဒါကြောင့်မို့လို့အခုတစ်ခါကျွန်တော်ဒုတိယအကြိမ်ပေါ့ဒီပြန်ပြီးတော့ငွေထုတ်မဲ့နည်းလမ်းလေးကိုကျွန်တော်ပြန်ပြီး sharing လုပ်ပေးတာဖြစ်ပါတယ်။ water ကိုကျွန်တော်တို့ဒါငွေထုတ်ဖို့ဆိုလို့ရှိရင် water app ထဲကိုကျွန်တော်တို့ဝင်မယ်။ကျွန်တော်တို့ဒါဆော့တာကိုပေါ့ကျွန်တော်တို့ coin ကြီးစုတာကိုကျွန်တော်ချက်ကြည့်တယ်။ coin 3000ပြည့်တာဖို့ဆိုလို့ရှိရင်ကျွန်တော်$5ရမှာဖြစ်ပါတယ်။ဒါငွေထုတ်ဖို့ဆိုလို့ရှိရင်အပေါ်ကအစိမ်းအောင်ပြတဲ့နေရာလေးကိုနှိပ်ရမယ်နှိပ်လို့လည်းရတယ်နောက်တော့ဒူးစီအောက်မှာ100ရာခိုင်နှုန်းပြတာကိုလည်းနှိပ်လို့ရတယ်ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်စနှိပ်တယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒါဒီ$5ပြည့်တဲ့နေရာကိုကျွန်တော်ဒါ coin 3000နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်မှာဖြစ်ပါတယ်နော်အဲ့နေရာလေးကိုနှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ငွေထုတ်လို့ရမယ်အမှာကို coin 3000ကိုတစ်ချက်နှိပ်မယ်ဒါကတော့ကျွန်တော်ဒါအရင်ကထုတ်လာပူတဲ့နေရာလေးပဲဖြစ်ပါတယ်เนาะဒါအရင်က$5ထုတ်တဲ့နေရာကိုကျွန်တော်အရင်ဒါတစ်ချက်ပြန်ပြပေးတာဖြစ်ပါတယ်အရင်က$5ထုတ်တဲ့နေရာကဆိုလို့ရှိရင်ဘေးဖက်ကြီးမေးနဲ့ကျွန်တော်ဒါထုတ်လာတာဖြစ်ပါတယ်ဘေးဖက်မရှိတဲ့ညကိုဆိုလို့ရှိရင်လွှဲသူရဲ့ဒီအကောင့်ထဲကိုလည်းဒီသူတို့ရဲ့ Gmail ကိုထည့်ပြီးတော့လည်းဒါလွှဲပြီးတော့ရောင်းလို့ရတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ coin 3000ကိုဒါပြည့်တဲ့နေရာကိုကျွန်တော်ဒါထောက်မှဖြစ်တဲ့အတွက်အဲ့နေရာကိုတစ်ချက်ဝင်မယ်ဝင်ပြီဆိုလို့ရှိရင်အောက်မှာပြတာလဲဒီအစိမ်းရောင်လေးကိုဒါနှိပ်ရမှာဖြစ်ပါတယ်နော်တကယ်လို့မပြည့်သေးဘူးဆိုရင်အစိမ်းရောင်နှိပ်လို့ရမှာမဟုတ်ပါဘူးအဲ့မှာဝင်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီဘေးဖက်ရဲ့ Gmail အကောင့်ကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကဘေးဖက်မရှိရင်လည်းဒီဝယ်သူရဲ့ဘေးဖက်ရဲ့အကောင့်ကိုဒါနှိပ်ပြီးတော့ရောင်းလို့ရမှာဖြစ်ပါတယ်နော်အဲ့ဒါကိုကျွန်တော်ရဲ့ဒီ Gmail တွေကိုဒါပြီးထည့်ထားပြီးသားဖြစ်တဲ့အတွက်ကိုကျွန်တော်ရဲ့ next ကိုနှိပ်ပြီဆိုလို့ရှိရင်ဒီမှာ confirm နှိပ်မယ်နော် confirm နှိပ်ပြီဆိုရင်ဒါ3ရက်အတွင်းမှာကျွန်တော်ရဲ့ဒီဘေးဘက် account ထဲကိုဒီ$5ဝင်မှာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒီငွေထုတ်မဲ့နည်းလမ်းလေးကိုလည်းအားလုံးပဲသိကြမယ်လို့ထင်ပါတယ်ကဲအားလုံးပဲအဆင်ပြေကြပါစေ